ခင်သစ္စာနင်တာမညရောက်ဘူးလားတာမညဒေသဆိုတာမြတ်စွာညီနောင်စေတီနှစ်စုကင်းဝတ်စံပေတော်မူတဲ့တာမညတောင်ရဲ့ဘေးပတ်ပတ်လေ3 မိုင်စီခေါ်တာဒီဒေသမှာတာမညဆရာတော်ကြီးတည်င်းသုံးတော်မူခဲ့တယ်လေတစ်တပင်ကောင်းငှက်တသောခိုးဆိုတဲ့စကားလေးလိုပေါ်ဟာဆရာတော်ကြီးရဲ့မေတ္တာရိပ်အောက်မှာဒီဒေသခံတွေဟာတရိษံတွေကိုအစာအာဟာရအတွက်တက်ဖြတ်ခြင်းမပြုကြဘူးတကယ်ကိုဘေးမဲ့ဒေသပါပဲပင်လယ်နားမှာအသားငါးတွေစားပြီးတော့ကြီးပြင်းလာခဲ့တဲ့ငါတာမညရောက်ရင်အခက်ခဲဖြစ်မယ်ထင်ခဲ့တာကျမရဲ့အတွက်တက်လွတ်အစာအာဟာရကပိုးတောင်အဆင်ပြေနေတဲ့တယ်ပရိုတိန်းဓာတ်တွေကခန္ဓာကိုယ်အတွက်လိုအပ်တာမှန်ပေမဲ့များရင်ယောဂရစေတယ်လေတမနက်မှာငါရဲ့ငါတငယ်ချင်းရဟန်းရဲ့ရွာထဲလမ်းလျှောက်ထွက်ကြတယ်မနေ့ကင်းနေအောင်ကြီးနုနုလေးတွေနှင်းဆက်တွေနဲ့အတူကဝံမြေသားလမ်းပေါ်ကြာရောက်လို့နေတယ်ကရင်ပိုးမွန်စားတဲ့တိုင်းရင်းသားတွေရဲ့အိမ်လေးတွေဟာလည်းနေချင်းစရာတွေပါပဲရွာထဲမှာဘဲတန်ကြက်တန်ဝက်တန်စူတန်ဆေးတန်အော်တန်ဘာအတန်မှမကြရဘူးရွာထဲမှာအနံ့အသက်တွေကလည်းဘာမှမရှိဘူးစိတ်ငြိမ်အေးချမ်းအမောအပန်းတကယ်ကိုပြည့်စေတယ်လမ်းရဲ့တနေရာအရောက်မှာတော့ကရင်ကလေးမလေးတယောက်သူ့ရဲ့ကစားစရာကားလေးကိုဆွဲပြီးတော့လမ်းလျှောက်လာတယ်ကလေးဘဝကဖြူစင်လိုက်တာပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံဆိုတာသူတို့ရဲ့ဘဝတွေကိုဆိုလိုတာပါပဲရာဂဒေါသမောဟစတဲ့ကိလေသာအငြိအကျေးတွေနေသေးတဲ့အခါကျတော့ယန္နာလေးတွေကအပြည့်ကင်းအေးချမ်းလိုက်တာအေးမြတာခေါတာမညတောင်တော့တစ်ခါအရောက်လန်းခဲ့ပါခင်သစ္စာ